okay ဒီ lesson ကကျတော့ the train ကျွန်တော်တို့ရှေ့ lesson တွေမှာဘာတွေသင်ခဲ့လဲဆိုတော့ whole note သင်တယ်ဒီမှာ whole note နှစ်ခုပါတယ်ပြီးတော့ဒီမှာ half note ပါတယ်ပြီးတော့ဒီမှာဆိုရင် quarter note တွေပါမယ်ပေါ့နော်ဒါပေမဲ့အခုကျတော့ဒီမှာတော့ကျွန်တော် D ဆိုတဲ့ notes လေးတစ်ခုအသစ်ပါလာပြီ C မဟုတ်ဘူးပေါ့နော် C ဆိုတော့ဒီမှာကြည့်မြင်းတိုလေးနဲ့ပါတယ်နော် half whole note ကိုမှမြင်းတိုလေးအဲ့ဒါဆိုရင် C ကနည်းနည်းလေးအပေါ်တက်သွားတယ်အဲ့ဒါဆိုရင် D ဒီမှာဆိုရင် C ဒီမှာ D ဒီ D နဲ့ဒီ D အတူတူပဲဒီမှာဘာလို့ tail ပါသွားလဲဆိုတော့ဒီကောင်က half note သူ့မှာဘာလို့မပါဘူးလဲဆိုတော့ဒီကောင် whole note ၄ချက်ဒါက2ချက်ပေါ့နော်1 2 3 4 1 2 3 4 1 2 3 4 1 2 3 4ဒီကောင် half note မို့လို့တစ်ခု2ချက်စီအောက်မှာ quarter note တွေမို့လို့1 2 3 4 1 2 3 4 1 2 3 4 1 2 3 4ဒီ lesson မှာဘာတွေသိရပြီလဲဆိုရင် whole note ကို counting လုပ်တာသိရမယ် half note ကို counting လုပ်တာသိရမယ် quarter note ကို counting လုပ်တာကိုသိရမယ်ပေါ့နော် whole note ဆိုရင်1 2 3 4 1 2 3 4 half note 1 2 3 4 1 2 3 4 quarter note 1 2 3 4 1 2 3 4 1 2 3 4 1 2 3 4ဒီ lesson ထိရောက်လာရင်တော့ whole note half note quarter note ကိုတော့သိမှာပေါ့နော်ကျွန်တော်ပြောချင်တာဒီမှာဒါကြတော့ C နည်းနည်းလေးပေါ်တက်သွားတယ် D ပြီးအောက်ပြန်လာဆင်းတယ် C D C D C D ဒီမှာဆိုရင် C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  ပေါ့နော်စင်ပြပါစေ okay အခု lesson ကတော့ the train ဆိုတဲ့ဟာပေါ့နော် time signature 44အားလုံးကတော့ right hand နဲ့ပဲဒီမှာဒါပေမဲ့ဒီ lesson မှာကျတော့အရင်တော့ CD တဲ့အခုကျတော့ D တလုံးပို့လာတယ်ပေါ့နော် okay ဒါက C ဒါက D ပေါ့နော် okay စကြည့်မယ်နော်1 2 3 4 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 1 2 3 4ဒီ lesson မှာကျတော့ whole note လဲပါတယ် half note လဲပါတယ် quarter note လဲပါတယ်